ခဏနေရောဟိုမလေးကောင်းလေးတယောက်ဘာလုပ်နေရလဲမသိဘူးဟေးမောင်လေးဘာလုပ်နေရလဲဟောဓာတ်ပုံရိုက်နေရနဲ့တူတယ်အဲ့ဆိုရင်လေအမရဲ့အိမ်သိလားအမရဲ့အိမ်ဟောမောင်လေးမသိလားဦးထင်တယ်အမလေးရွှေတောင်ကြားရက်ကွက်ထဲမှာလေမကြသေးခင်ကမှစောက်လုပ်ပေးရတဲ့အိမ်အသိလေးမောင်လေးတခါလေးဗီဒီယိုလိုက်ရပြီနော်ကဲလာခဲ့ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။နောက်နေ့မိတ်ဆက်ပေးမှာတော့ရန်ကုန်မြို့ရဲ့နေထိုင်လို့အကောင်းဆုံးနေရာရဲ့တစ်ခုဖြစ်တဲ့ရွှေတောင်ကြားရက်ကွက်ထဲကဈေးတန်နဲ့လုံးချင်းရင်အငှားလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အိမ်လေးကတော့ဝင်လက်တာနဲ့ luxury vibe ကိုအပြည့်အဝလေးခံစားရမှာဖြစ်တယ်နော်။ကဲဒီမှာကတော့ living room မှာဆိုလို့ရှိရင်ထိုင်ကုန်စတီလည်းပါမယ်ပြီးကြတော့ TV အကုန်လုံးလည်းပါမယ်ပေါ့နော်။ပြီးကြတော့ဒီမှာလေးအေးပေးသက်လည်းရှိသေးတယ်ဟိုဘက်မှာလည်းအမတို့ပန့်ကားလေးလည်းရှိအောင်မယ်ဒီမှာအခန်းခန်းသားမှုကြည့်ပါအောင်ကဲနနာက living room အကြောင်းလေးကိုမိတ်ဆက်သွားပြီးပြီဆိုတော့ဒီဘက်ဘေးနာမိဖို့ကြောင်ခန်းလေးကိုလည်းမိတ်ဆက်ပေးမယ်နော်လာလိုက်ခဲ့ကဲမိဖို့ကြောင်လေးကတော့ဝင်လိုက်တာနဲ့အကျယ်ကြီးပဲနော်ဒီဘက်ဘေးနာဗီဒီယိုတွေကလည်းအစ်စ်ကြီးကဲဒီမှာပြီးတော့မိဖို့လည်းပါမယ်အညော်ဆုပ်ဆက်လည်းပါမယ်ကဲဒီမှာဆိုလို့ရှိရင် dining chair လည်းပါမယ်ခုံလည်းပါမယ်ပြီးကြတော့ဒီနားမှာ common dining လည်းရှိအောင်မယ်နော်ပြီးကြတော့အိတ်ခန်းလေးတွေတောင်မှရှင်းပြပေးမယ်အိတ်ခန်းလေးတွေဆိုလို့ရှိရင်ဒါကကြတော့ master bedroom ပေါ့နော်မိသားစုနဲ့သုံး2ယောက်လောက်နေဖို့လောက်ဖြစ်တယ်ပြီးကြတော့ဒါလေးက toilet ဒီထဲမှာလည်းရှေးဘူးရေးအေးဆက်လေးပါသေးရဲ့နော်ဒါဆိုရင်ဒီဘက်အခန်းလေးနဲ့လည်းမိတ်ဆက်ပေးမယ်နော်ဒီအခန်းလေးကလည်း master bedroom အခန်းလေးဖြစ်တယ်ပြီးတော့လူကြီးမိဘတွေနေဖို့အတွက်လည်းအဆင်ပြေတယ်toilet လည်းပါတယ်နော်ပြီးကြတော့ရှေးဘူးရေးအေးဆက်လေးပါသေးတယ်နနာကအောက်ထပ်လေးကိုမိတ်ဆက်ပေးပြီးသွားပြီဆိုတော့အပေါ်တက်ကိုသွားကြည့်ကြမယ်နော်လှေကားပေါ်နေတက်ချင်းအခန်းလေးရဆိုလို့ရှိရင်တော့အလောက်ခန်းလေးနေနဲ့အသုံးပြုလို့ရရင်နော်ဒီခန်းလေးမှာဆိုလို့ရှိရင်ခုံနေစပွဲတွေလည်းထားပေးထားတယ်ပြီးကြတော့ဘီရိုလည်းပါတယ်လက်ကအကောင်းသားတွေလည်းသုံးပေးထားတယ်အဲကွန်လေးလည်းပါတယ်နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းမိသားစုတွေစုံစုံလင်နဲ့အပန်းဖြေနားယူလို့ရမယ် living room အကျယ်ကြီးလည်းရှိသေးရဲ့နော်ကဲဒါဆိုရင်ဒီဘက်အခန်းလေးကိုဆက်စုကြည့်ရအောင်နော်ဒီအခန်းလေးကဆိုလို့ရှိရင်တော့ဆိုဖာရေးလည်းထားပေးထားတယ်ဒီဘက်မှာခုံလေးလည်းရှိရဆိုတော့လူကြီးမိဘတွေဖျားရှိခိုးဖို့အတွက်ဖျားကန်းအနေနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်လည်းရတယ်နော်ကဲဖျားကန်းလေးကိုပြပြီးပြီဆိုလို့ရှိရင်တော့ဒီဘက်မှာလည်းအိတ်ခန်းလေးနှစ်ခန်းရှိသေးရဲ့နော်ဒီမှန်ခန်းမှာဆိုလို့ရှိရင်ဒါက master bedroom အခန်းလေးဖြစ်တယ်ပြီးကြတော့ဒီမှာ toilet လည်းပါတယ်အဲကွန်လည်းပါတယ်ဒီဘက်မှာလည်းလေကောင်းလေတန်းရှူလို့ရမယ်ဗရန်ဒါလေးလည်းရှိရနော်ကဲနနာဒီနေ့နောက်ဆုံးမိတ်ဆက်ပေးမှာတော့အပေါ်ဆုံးတက်က rooftop area လေးပဲဖြစ်ပါတယ်အတူတူလိုက်ကြည့်ပေးအောင်နော်ဒီမှာ rooftop area ကလည်းအကျယ်ကြီးပဲเนาะဒီမှာဆိုလို့ရှိရင်မိသားစုတွေညနေခင်းတိုင်းမှာဘဲမှမသွားဘဲနဲ့ဒီမှာလေးပဲစုံလိုက်ပြီးတော့ barbecue ပဲလုပ်စားမလားဒါမှမဟုတ် coffee လေးပဲတောက်မလားဒီအတွက်လည်းအသုံးပြုလို့ရတယ်ပြီးကြတော့ပင်တွေပါရေးစိုက်လို့ရမယ်ခါနဲ့ area လေးလည်းရှိသေးရဲ့เนาะ
Half a pig.